မင်္ဂလာပါဒီနေ့မှာဆိုလို့ရှိရင်စိုက်ပျိုးရေးလုပ်နေတဲ့တောင်သူဦးကြီးတွေအတွက်ဒီနေ့ကျွန်တော်က transform ဆွိုင်းလေးနဲ့လာပြီးတော့မှမိတ်ဆက်ပေးချင်ပါတယ်ပေါ့နော်ကျွန်တော်အရင်ရက်တွေကကျွန်တော် transform နဲ့ပတ်သက်တဲ့အရာလေးကိုကျွန်တော်ပြောပြပေးတယ်ဒီ transform ဆွိုင်းကိုကျွန်တော်ဒါဘယ်လိုမျိုးအသုံးပြုရမလဲဆိုပြီးတော့เนาะဒါကျွန်တော်မေးလာကြတဲ့တောင်သူတွေလည်းရှိတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်ဒီဗီဒီယိုဖိုင်လေးနဲ့ဒါ3ပုံ3နည်းလေးကိုကျွန်တော်ညှဝေပေးသွားမှာပဲဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့transform sign ကိုဘယ်လိုမျိုးအသုံးပြုရမလဲဆိုတာဗီဒီယိုပိုင်းလေးစုံတဲ့အထိအားလုံးပဲကြည့်သွားပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျ။အဲ့တော့ကျွန်တော်တို့အနေနဲ့က transform sign ကိုကျွန်တော်တို့အသုံးပြုတော့မယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒီအထုပ်တစ်ထုပ်ပေါ့နော်ကျွန်တော်ဒါဒီအထုပ်တစ်ထုပ်မှာဆိုလို့ရှိရင်1000 gram ပါဝင်နေဒီဥစ္စာဒီပေါ့နော်ကျွန်တော်ဒါ3ဧကလောက်အထိကိုကျွန်တော်ဒါအသုံးပြုလို့ရတယ်ပေါ့နော်ဒီ transform sign ရဆိုလို့ရှိရင်ဧကအားဖြင့်ဆိုရင်ကျွန်တော်ဒါ3ဧကလောက်အထိကိုအသုံးပြုပေးလို့ရတယ်ဒီဟာကိုကျွန်တော်တို့အနေနဲ့ဘယ်လိုမျိုးအသုံးပြုရမလဲဆိုရင်ကျွန်တော်တို့လယ်တွေပေါ့နော်ထည့်ခွဲပြီးတဲ့အချိန်မှာထည့်ထုံပြီးတဲ့အချိန်မှာဒီဟာကိုကျွန်တော်တို့အနေနဲ့ကရေနဲ့ဖြော်ပြီးတော့မှကျွန်တော်တို့ကဖြန်းပေးရမှာဖြစ်တယ်သုံးပေးရမှာဖြစ်တယ်ဒီတစ်ထုပ်မှာဆိုလို့ရှိရင်ကျွန်တော်တို့က3ဧကသုံးလို့ရတယ်ဒါကိုကျွန်တော်တို့က3ချိုးချိုးချပြီးတော့မှ3ချိုးပေါ့နော်ကျွန်တော်တို့ချိုးပြီးတော့မှကျွန်တော်တို့အသုံးပြုလို့ရတယ်ပေါ့နော်ဒီတစ်ထုပ်ကိုဖောက်ပြီးတော့မှကျွန်တော်တို့ရေနဲ့ဖြော်မယ်ဖြော်ပြီးတော့မှကျွန်တော်တို့ကစေးပြန်ပုံးတွေကိုထည့်ပြီးတော့မှဒါမြေကြီးကိုကျွန်တော်တို့ကဖြန်းပေးရမှာဖြစ်တယ်။မပင်တော့မြေကြီးကိုပြင်နဲ့မြေပြင်နဲ့အမှုတ်ထုတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မြေကြီးကိုကျွန်တော်တို့ကဖြန်းပေးရမှာဖြစ်တယ်။ဖြန်းတဲ့အခါမှာဆိုရှင်သူ့ရဲ့အထက်မှာကျွန်တော်တို့ကတိုလိုမိုက်မော်ဂနီမီသေးတို့ဒီအရာတွေပါဝင်နေပေါ့နော်။ပါဝင်တဲ့အတွက်ကျွန်တော်တို့ဘာဖြစ်လဲဆိုရင်ပိုက်ကောင်းမှာပေါ့နော်ကျွန်တော်တို့သွားပြီးတော့မှပိတ်တဲ့ဒါပြဿနာလေးတွေကိုကြုံရကြတယ်အဲ့ဒီခါမှာဆိုရင်တချို့သောသူတွေကဖြန်းရတာပိုက်ကရေတွေမထွက်တဲ့အခါမှာမဖြန်းကျင်ကြဘူးအဲ့ဒီခါမှာကျွန်တော်လာပြီးတော့မှမေးကြတယ်ပေါ့နော်ဒီကောင်ကိုမြေကြီးမှာကြီးပဲအမှုန့်နဲ့ဖြန်းပြီးတော့မှပတ်လို့ရလားဆိုတော့ကျွန်တော်မြေကြီးမှာဖြန်းပြီးတော့မှအမှုန့်တွေကြီးပဲနဲ့ပတ်မယ်ဆိုလို့ရှိရင်ကုန်ကြစိတ်ဟာပို့ပြီးတော့မှများသွားမှဖြစ်တယ်ပေါ့နော်ဒီတစ်ထုပ်ကိုတရေကတော့မှလောက်မှမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကရေဖြော်ပြီးပြီဆိုရင်မလုပ်ရမလဲဆိုလို့ရှိရင်စေးပြန်းဘုံမှာပါတဲ့ရေစစ်ရှိမယ်အဲ့ဒီရေစစ်နဲ့ကျွန်တော်တို့ကလောင်းထည့်လို့မရဘူးအဲ့ဒီရေစစ်ရဲ့အပေါ်မှာကိုကရေစစ်လေးနောက်ထပ်ပေါ့နော်အဝိစာလေးရှိရဆိုလို့ရှိရင်အဲ့ဒီအဝိစာလေးတစ်ထပ်အုပ်ပြီးတော့မှထည့်မယ်ဆိုလို့ရှိရင်အဲ့ဒီမော်ဂနီမီးသွေးတွေဒိုလိုမိုက်တာကြောက်မှုတ်တွေနော်မော်ဂနီမီးသွေးအမှုတ်တွေဟာဆိုလို့ရှိရင်အဝိစာရဲ့အပေါ်မှာပဲကြံခဲ့မှာဖြစ်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဆေးဖြန်းတဲ့အခါမှာပိုက်ကောင်းတွေကိုပိတ်တဲ့ပြဿနာတွေလုံးဝကြုံရတော့မှာမဟုတ်ဘူးဒီကောင်နဲ့မြေပြင်ပေးခြင်းအပြင်ကျွန်တော်တို့ဘာတွေကိုကောင်းမွန်စေလဲဆိုလို့ရှိရင်မြေကြီးမှာရှိတဲ့ဒါအညုစီဝါပိုးလေးတွေရှင်သန်မှုအားပို့ပြီးတော့မှကောင်းစေတယ်ကျွန်တော်ဓာတုဓာတ်မြေဩဇာတွေကိုသုံးဆွဲခြင်းကြောင့်မြေစီရွာပျက်စီးခြင်းတွေကိုလည်းပဲဒီ transform soil လေးရဆိုလို့ရှိရင်ကာကွယ်ပေးတယ်ဒါအပြင်ကိုမှကျွန်တော်တို့စိုက်ပျိုးလို့ကောင်းတဲ့မြေရဲ့ဒါ pH level အနေအထားကိုပြန်လည်ပြီးတော့မှရရှိစေတယ်သူလည်းကျွန်တော်တို့ဒါမြေပြင်ဖို့အတွက်ဆိုလို့ရှိရင်24နာရီပဲအချိန်ပေးရုံနဲ့ကျွန်တော်တို့ဒါမြေပြင်လို့ရတယ်အပြင်မှာကျွန်တော်တို့ကြောက်မှုတ်တွေနဲ့မြေပြင်မယ်ဆိုလို့ရှိရင်တော့2လ3လအချိန်ပေးပြီးမှကျွန်တော်တို့မြေပြင်လို့ရတာဖြစ်တယ်ဒီ transform soil နဲ့မြေပြင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့24နာရီအချိန်ပေးမယ်ဆိုလို့ရှိရင်ပြင်လို့ရတယ်ဒါကိုမှကျွန်တော်တို့ကကြိုတင်ပြီးတော့မှတောင်သူကြီးတွေကပြုတ်ပြင်ခြင်းနဲ့ဆိုလို့ရှိရင်လည်းပဲပြုတ်ပြင်လို့ရတယ်သူ့ကိုပြုတ်ပြင်တဲ့မြေမျိုးစားတွေကတော့အများကြီးရှိတယ်ပေါ့နော်ကျွန်တော်တို့စိုက်ပျိုးရေးမှာပေါ့နော်စိုက်ပျိုးလို့ကောင်းတဲ့မြေမျိုးစားမှာဆိုလို့ရှိရင်ကျွန်တော်တဲမြေရှိမယ်မြေဈေးရှိမယ်ကျွန်တော်တို့မြေဈေးရှိမယ်ဒီမြေ၃မျိုးကိုမြေသည့်မြေမျိုးကိုမဆိုကျွန်တော်တို့ကပြုပြင်လို့ရတယ်နောက်ပိတ်ဆုံးကျွန်တော်တို့ဓာတုဓာတ်မြေဩဇာတွေပိုးသက်ဆေးတွေကိုအလွန်ကြုံသုံးဆွဲခြင်းကြောင့်မြေတွေမှာဆိုလို့ရှိရင်အစိတ်တန့်နေတာမျိုးကြီးရှိတယ်တချို့တွေမှာဆိုရင်မြေရိုင်းတွေပေါ့နော်လုံးဝမဆိုင်ပြိုးရသေးတဲ့မြေရိုင်းမျိုးကြီးရှိတယ်ဒီလိုမြေမျိုးတွေကမှအစကျွန်တော်တို့300တီလောက်အချိန်ပေးပြီးတော့မှပြင်သွားမယ်ဆိုလို့ရှိရင်စိုက်ပျိုးလို့ပြန်လည်ပြီးတော့မှရရှိစေမှာပဲဖြစ်တယ်ဒီကောင်သုံးပေးခြင်းအားဖြင့်ကျွန်တော်တို့ပျက်စီးနေတဲ့မြေစီမြေလွှာတွေပြန်လည်ပြီးတော့မှကောင်းမွန်လာမယ်အပြင်မှာကျွန်တော်တို့သုံးနေတဲ့ဓာတုဓာတ်မြေဩဇာရဲ့အသုံးနှုန်းတွေကိုပါရော့ချစေမှာပဲဖြစ်တယ်ဒါကြောင့်မလို့ဒီ transform soil လေးကိုကျွန်တော်တို့အသုံးပြုမယ်ဆိုလို့ရှိရင်ကျွန်တော်အခုပြောပြပေးတဲ့ဒီလိုဖိုင်လေးတွေကအတိုင်းပေါ့နော်ဒါအသုံးပြုလို့ရပါတယ်ဒီ transform soil နဲ့ပတ်သက်ပြီးတော့မှမရှင်းတာနားမလည်တာရှိရင်ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်ရဲ့ comment အောက်မှာ message လို့သိချင်တဲ့အကြောင်းအရာလေးတွေကိုမေးသွားလို့လည်းရပါတယ်ခင်ဗျဗီဒီယိုဖိုင်ရန်ရှည်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဒီလောက်လေးပဲအသေးစိတ်
နော်ဒါလိုတူရှင်းလေးကိုကျွန်တော်ပြောပြပေးတာဖြစ်တယ်မိတ်ဆွေတို့ transform နဲ့ပတ်သက်ပြီးတော့မှသိကျင်တဲ့အကြောင်းအရာတွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ video file ရဲ့ comment အောက်မှာမှန်သွားလို့ရပါတယ်မိတ်ဆွေတို့ရဲ့ comment တွေကိုကျွန်တော်အချိန်ပေးပြီးတော့မှပြန်လည်ပြီးတော့ဖြည့်ကြားပေးပါမယ်ခင်ဗျအဲ့တော့ဒီ transform လေးကိုကျွန်တော်စီကနေမှာယူခြင်းနဲ့ဆိုလို့ရှိရင်မှာယူလို့ရပါတယ်မြန်မာနိုင်ငံမြည်သည့်နေရာမျိုးကိုမဆိုကျွန်တော်ပို့ဆောင်ပေးပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်